ဆိုရင်ကိုလီငိုခြင်းနဲ့မြင်မာနာခြင်းစွာဆွေးအဆောင်မမောင်ကြီးဘူးတော်နဲ့နိုင်ရန်တွေပေါ်မှာပုံရိပ်ကလေးလုံးလာကအဆွဲလမ်းများလဲမီလိုလောင်ကျွမ်းစေလွမ်းမိတယ်ဂီတာသံတွေရဲ့ကိုယ်တီးဆိုနေမယ်ရေကုန်စေတဲ့တချင်းရဲ့မောင်မတာယာနာဆွေးရဲ့သူဟာခင်တွင်နေမှာပါပဲကွယ်အရင်နီးဆုံးနှလုံးသားများနဲ့နားလည်နေခဲ့လေအခုတော့ကွယ် Just in take